ဒါနကောင်းမှုဆိုတာအလူကြီးပေးတာဒီလိုကြီးလည်းမထင်နဲ့ကိုနဲ့ပတ်ဝန်းကျင်မှာကို့အမေကိုကြွေးတယ်ကို့အဖေကိုကြွေးတယ်ကို့မိသားစုကောင်းမွန်ထားတယ်ကြွေးတယ်မွေးဒါဒါနကောင်းမှုတွေပဲလေအိနိနာချင်းနဲ့ကြွေးတယ်မိတ်ဆွေသင်္ကာတွေကြွေးတယ်ဒါလည်းဒါနကောင်းမှုတွေပဲဘာပဲလှူဒန်းကြွေးမွေးဟိုလိုအလူကြီးလုံးမှဒါနကောင်းမှုမဟုတ်ဘူးလုပ်လို့ရတယ်နောက်ဆုံးမြတ်စွာဘုရားဟောထားတာကိုစားတဲ့ဓမ္မညံဟဉ္ဉံလေးတောင်တိရစ္ဆာန်လေးတွေစားကြပါစေဆိုတဲ့ intention ရည်ရွယ်ချက်နဲ့ဓမ္မညံဟဉ္ဉံလေးတွေကိုစွန့်ပြစ်ရင်တောင်မှပဲအဲ့ဒီကုသိုလ်ရဲ့အကျိုးကအခုစီရောက်တယ်လို့ပြောထားတာဗျာဒါနောက်ဆုံးနော်အညံ့ဆုံးလို့ပြောတာအဲ့ဒါတော့ကိုယ်စီရောက်လာမယ်လို့ပြောတာအဲ့တော့မိတ်ဆွေတွေကိုကော်ဖီလေးတစ်ခွက်တိုက်တာတို့ထမင်းလေးတစ်နက်ကျွေးတာဒါတွေလည်းဒါနတွေပဲအကုန်လုံးကအဲ့ဒီကတော့အရက်တော့မတိုက်နဲ့ပေါ့ရတိုက်တာသူ့ကိုဖြက်စီရရောက်သွားတယ်နော်မဟုတ်တဲ့ဘက်ကိုအားပေးတဲ့ဒါနမျိုးတော့မလုပ်ကောင်းဘူးကုသိုလ်လို့ထင်ရပေမဲ့လို့တပည့်သားအကျိုးပျက်စီးသွားတဲ့ဟာမျိုးကြရင်တော့ဒါနလို့မခေါ်ဘူးသူကနော်သူ့အတွက်အကျိုးရှိစီကိုယ်စိတ်ကလည်းပဲပုံမြတ်တဲ့စိတ်ဓာတ်ရှိရမေတ္တာစေတနာနဲ့ကြွေးတာမွေးတာလှူတာတန်းတာအကုန်လုံးဒါအဲ့ဒါကိုရထားတဲ့ပစ္စည်းတွေကအနှစ်သို့မဟုတ်တန်ဖိုးပစ္စည်းဥစ္စာတွေကတန်ဖိုးကိုရယူချင်လို့ရှိရင်ဒါနကောင်းမှုလို့ကိုယ်ခန္ဓာကိုယ်ခြေလက်အင်္ဂါတွေကတန်ဖိုးကိုရချင်ဘာလို့အောင်ကိုယ်ရဲ့ကြီးတဲ့ပုဂ္ဂိုလ်ခါတော်ပြုနော်ကိုယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုခါတော်ပြုတယ်ယူသေးတယ်လေးစားတယ်လက်ဟုတ်ချီတယ်ရှ िख ိုးတယ်အဲ့ဒါဝိယဝိစာတွေလုပ်ပေးတယ်ဟိုဖိုးကြီးမေကြီးတွေလမ်းမလျှောက်နိုင်တွဲပြီးတော့ပို့ပေးတယ်ပုဂ္ဂိုလ်မရွေးဝိယဝိစာလုပ်ပေးတယ်အဲ့ဒါတွေကကိုယ်ခန္ဓာကိုယ်အရင်ပြုပြီးတော့ရလိုက်တဲ့ကုသိုလ်ပဲနောက်ကကိုယ်ခန္ဓာကိုယ်အရင်ပြုပြီးတော့လုပ်တာကိုချင်းသီလထိမ့်သိမ်းဆောင်းရှောက်တယ်ဥပုသ်တရင်ဆောင်းရှောက်တယ်ဥပုသ်သီလဥပုသ်ဆောင်တယ်ဒါတွေဟာကိုယ်ခန္ဓာကိုယ်အရင်နှီးပြုပြီးတော့ရတဲ့တန်ဖိုးတွေပဲဖြစ်တယ်အသက်ရှင်နေတဲ့ဘဝမှာရနိုင်တဲ့တန်ဖိုးကတော့လောကကြီးဟာဘယ်ရမှမမြဲဘူးအလုံးဟာတခဏသာဖြစ်တယ်ထာဝရဆိုတာမရှိဘူးလို့တစ်ချိန်ကျရင်လောကကြီးကအလုံးထွက်ခွာသွားမယ်ဆိုတဲ့ဒီအသိစိတ်တက်လေးဝိပဿနာတရားပွားများအထောက်တာကတော့အသက်ရှင်နေတာရဲ့တန်ဖိုးလို့ပြောတာအသက်ရှင်နေတဲ့အချိန်မှာတန်ဖိုးရအောင်ယူဖို့ရတော့မမြဲဘူးဆိုတာကိုသိဖို့လိုတယ်ဘာလို့လဲဆိုတော့အသက်မရှိတော့ဘူးဆိုရင်ဒီတန်ဖိုးမရနိုင်ဘူးတော့လေဒါကြောင့်အသက်ထင်ရှားရှိနေတော့တန်ဖိုးရအောင်ယူပါလို့ဒီလိုပြောတာနော်